ကျွန်တော်ကကိုပိုင်ကစစ်မှုထမ်းနဲ့ဘယ်လိုပါသွားလဲပေါ့နော်ဟိုကျွန်တော်ရန်ကုန်တိုင်းရပါဒီလိုင်သာမြို့နယ်မှာနေတယ်ကျွန်တော်အလုပ်ကပြန်လာခြင်းနဲ့နောက်ကျပါတော့ဟိုသူတို့အမှောင်ထဲမှာကားရက်ပြီးတော့စောင့်နေခြင်းဆိုမမြင်ရဘူးလေသူတို့ကတနက်ထောက်ကြောင့်ရက်ဘယ်ရပြန်လာကျွန်တော်အလုပ်ကပြန်လာဆိုသူရှင်းပြလို့မရဘူးကားဘော်တက်ဆိုကားဘော်တက်ပြီးထိုင်နေတယ်ပေါ့ဘာမှပြန်ပြောကုန်ပြီးတော့ဖုန်းနဲ့ဆက်သိမ်းထားတယ်သူတို့အညပကြီးပဲကားမောင်းသွားတယ်ပေါ့မနက်မိုးလင်းတော့ကျွန်တော်တို့ညပကြီးပါပဲဖြာပုံရောက်သွားကျွန်တော်တို့ဖြာပုံစောစောရင်းထုတ်ရောက်သွားတယ်အခုခေါ်သွားတဲ့သူတွေကရောဘယ်သူဘွားဆိုတော့သိရလားဟိုဝစ်စုံတွေ uniform တွေရှိလားဒါမှမဟုတ်အင်အားဘယ်လောက်ပါလဲပေါ့နော်စစ်သားပဲသိရလက်ရှိမှာကျွန်တော်အများတော့8ရောက်တော့10ရောက်တော့ပါပဲကိုပိုင်လိုမျိုးဟိုခံရတဲ့သူတွေရှိတာအဲ့ဒီအချိန်ကျွန်တော်တို့ဒီခေါ်ရတယ်မှတော့မပါဘူးပေါ့ဟိုမှတွေ့မှပဲရှိအောင်ပေါ့သူသွားရင်တက်ရောက်မှာပဲကြောက်တော့မိတ်ဆိုင်နေပဲသိဘယ်အချိန်တော့မှကိုပိုင်အဲ့ဒီဖြစ်စဉ်ကြုံခဲ့ရလဲကျလာပိုင်း14ရက်လောက်ပါကျွန်တော်တို့ကဒီကြာပန်းပေါ့ပင်ရလုံးနဲ့လုပ်တယ်ဆေးတုပ်နဲ့တုပ်တယ်အဲ့နေ့ကကျွန်တော်ဒီကားလိုက်တာပေါ့ကားလိုက်တယ်နောက်ကျသွားတယ်ပေါ့ဆိုတော့ကိုဒီလိုမျိုးပေါ်တာဆွဲခံလိုက်ရပြီလို့တိလိုက်တဲ့အချိန်မှာဘယ်လိုခံစားရလဲခံစားဟိုအိမ်နဲ့လည်းဆက်သွယ်မရတော့ဘူးဒီနေ့မှလည်းဆက်သွယ်မရတော့ဖုန်းကဆက်သိမ်းထားတော့ဖုန်းလည်းပြန်မပေးဘူးလေဘယ်သူနဲ့မှဆက်သွယ်မပေးတော့ကျွန်တော်ဘယ်လိုလုပ်ရမသိဘူးဘယ်တော့မှမသိဘူးသူတို့ပြောတဲ့ကနားထောင်ခေါင်းနဲ့ညှိနေရတဲ့အတိုင်းအဲ့ချိန်ကဘာတွေပြောလဲကိုပိုင်လေးဟိုလူသားထိုးတဲ့ပုံစံမျိုးလိုရောင်းစားခံရတဲ့ပုံစံဖြစ်သွားတာမဟုတ်ဘူးကျွန်တော်မဟုတ်တယ်မဟုတ်ဘူးတရားမဟုတ်နေလာပြီးတော့ဟိုရိုက်ပြီးတော့လှုပ်ပြီးသွားတယ်သူတို့လေကိုပိုင်လေးကိုသူတို့ကဒီဖြာပုံကစူဆောင်းနဲ့တက်တယ်ခေါ်သွားပြီဗျာအဲ့မှာဘာဆက်ဖြစ်ကြလဲအဲ့မှာလည်းအများကြီးပါပဲကျွန်တော်တို့ဖြစ်ခဲ့တဲ့လူတွေရောအဲ့မှာတင်နန်းသားတွေရောတွေ့တာပေါ့ဟိုမဲကြရင်မကြပါဘူးဆိုမဲလင်ရိုက်တဲ့အဖွဲတွေရောအကုန်လုံးပေါ့ဒီကျွန်တော်တို့လူကြီးကရောင်းစားခံရတဲ့ဟာရောရက်ကွက်အုပ်ချုပ်မှုကြီးကရောင်းစားတာပေါ့အဲ့ပုံစံမျိုးတွေရောကျွန်တော်တို့ရန်ကုန်ကတော့တော်တော်များပါလာသေးတယ်မိတ်ဆက်ရင်းနဲ့တည်သွားကြတာသူတို့မပြောတယ်အဲ့လိုခွန်ရေးခုံနေတာပေါ့ညာတော်များကျွန်တော်တို့အဲ့ပန်းဆို80လောက်တော့ရှိတယ်စူဆောင်းရေးတက်ရောက်တော့မိသားစုနဲ့သူတို့ဖုံးပြန်ပေးတာမိသားစုနဲ့ရောဆက်သွယ်ရပြီလားအပေးသေးဘူးကိုဟိုတင်တဲ့သွားကနီးလောက်မှဖုံးထုတ်ပေးတယ်သူလှမ်းပြတယ်ကျွန်တော်စူဆောင်းခံလိုက်ရပြီဆိုတော့မယုံဘူးမသိဘူးကြတော့နောက်မှတရားဖို့တီးမှလာအဲ့ပုံနေပါလေသူမြင်သွားအဲ့မှတီးတာတင်တန်းကျတော့ဘယ်မှာတက်ရလဲကိုပိုင်တော့ဒီလဲကူမျိုးရမွန်တက်လဲကူမှာတင်တန်းခါလိုက်ရနေသူတို့ကိုပိုင်လေးပြောလို့လေအိမ်ကနေပြီးတော့ကိုပေါ်တာဆွဲခံရပါပြီလို့ပြောတာမယုံဆိုတော့လေအဲ့ကြားထဲမှာအချိန်ကဘယ်လောက်ကြာသွားလို့လဲသူတို့ရောလိုက်ရှာမနေခဲ့လားအခုပျောက်သွားပါပြီဆိုပြီးတော့19ရက်လောက်ပဲကြာတယ်ညီတို့ကကျွန်တော်ဒီအလုပ်ထဲမှာအိတ်နေကြတိုင်းပဲလေဖုန်းနဲ့တော့အိမ်မသိမဆက်ဟိုအပင်နဲ့မြငငယ်တဲ့ဆုံးသွားရဆိုအကိုတွေမတွေနဲ့အတူတူနေတာပေါ့အဲ့ပြောလိုက်မှတိသွားတာဘာမှလုပ်ပေးလို့မရတော့ဘူးသူလည်းဟိုငိုရလွဲလို့စိတ်ကူရလွဲလို့ဘာမှလုပ်ပေးလို့မရတော့ဘူးလေဟိုအလုပ်ကနေပြီးတော့ပြန်ရောအဆောင်မှာပြန်လာတာဒါမှမဟုတ်အကိုတွေမတွေရှိကိုပြန်လာအလုပ်ကခါကျပြန်အကိုတွေစီပြန်လာများတယ်ကျွန်တော်အဲ့လိုကြာနေရဆိုသူတို့လည်းဟိုအလုပ်ကပင်ရဆင်းဆိုလည်းကြာမယ်ဆိုကားလိုက်နေဒီလိုကြာတယ်တစ်ပတ်ကြာနှစ်ပတ်ကြာတယ်အဲ့လိုကြာတယ်ဆိုတော့ကြည့်ဦးပေါ့အဲ့ဒီကနေမှလေကူကလီကျင်တက်ကိုရောက်တယ်ပေါ့နော်အဲ့ဒီတက်သေးရောက်ချင်းမှာရောဘာတွေလောက်ရလဲသူတို့ဟိုဘာတွေခိုင်းလဲပေါ့နော်လက်နဲ့ငယ်ထဲမှာဆိုတော့ဒီ MA1 MA2 MA3 လောက်ပဲတစ်တက်ခက်တက်ရုံလောက်ပဲတင်ပေးလိုက်တာပေါ့ PDF တွေနဲ့ပတ်သက်လို့သူတို့ဘာပြောလဲဗျအဲ့မဲ့သူတို့ပြောရကြပြောဆိုမင်းတို့တော့သူတို့တင်နေမတက်ခဲ့ရဘူးဟိုတကယ်တိုက်ပွဲဖြစ်နေမင်းတို့ဘက်ကအများကြီးတာတယ်ကြီးတဲ့သူတို့မှလုံလောက်မရှိဘူးဝယ်သုံးနေရများတယ်ပေါ့မင်းတို့ကမှဒါတပ်မတော်ထုတ်ပေးတာကြီးနိုင်ငံတော်ထုတ်ပေးတာကြီးပေါ့ပြောနေရပဲတကယ်ကူကျွန်တော်တို့ဒီအပြင်ရောက်မှသိတယ်ကျွန်တော်တို့ဘက်ကကြာချုံမှုတွေကညားတယ်အဲ့ကနေတင်နန်းကနေပြီးတော့ဒါကိုပိုင်လေးတို့ဘယ်ကိုပို့လဲခုံနောက်ခံပေါ့105ကိုပို့လိုက်တယ်ပေါ့